နိုင်သူကြီးရဲ့မစိုးစားရဲ့စာတွေကပဲမချစ်တဲ့မူလေအခုတော့မောင်နှလုံးသားတွေတစားစီကြိုးပဲအရှုံးနဲ့ကြံခဲ့ပြီးအချစ်အတူသစ္စာထားခဲ့ပြီးမှမုံကြီးဖို့မောင်မကြိုးစားပါဘဝတစ်ခုလိုပါပဲလေမိကမောင်ကိုစွတ်သွားခဲ့တော့ချစ်နေအောင်မေမေရဲ့ဆန္ဒတိုင်းသာမေလိုကြပေါ်တော်တော့နေရခဲ့မေမေဒီကဘာကြီးမမေသာမောက်ဘဝမောက်ကဘာလေးပါပေးစကားတွေကိုမေယုံကအပြစ်ဖွင့်ရတဲ့ခွင်လို့ပါတယ်မေမင်းသားစိတ်ချမ်းမြေဖို့အတွက်ပေးစကားတွေကိုမေယုံကအပြစ်ဖွင့်ရတဲ့ခွင်လို့ပါတယ်မေမင်းသားစိတ်ချမ်းမြေဖို့အတွက်အဖြေကချစ်မျိုးနဲ့ပါမေအခွင့်အရေးရရင်နောက်ဘဝတိဆက်ချစ်နေမယ်မေရှင်နဲ့အောင်ချစ်ခဲ့ပြီးမှလက်ခွဲဖို့သူကတောင်းဆိုစိတ်ရဲ့နိုင်သူကြီးရဲ့မစိုးစားရဲ့စာတွေကပဲမချစ်တဲ့မူလေအခုတော့မောင်နှလုံးသားတွေတစားစီကြိုးပဲအရှုံးနဲ့ကြံခဲ့ပြီးအချစ်ဒီကဘာကြီးမမေသာမောက်ဘဝမောက်ကဘာလေးပါပေးစကားတွေကိုမေယုံကအပြစ်ဖွယ်ရတဲ့ခွင်လို့ပါတယ်မေမင်းသားစိတ်ချမ်းမြေဖို့အတွက်ပေးစကားတွေကိုမေယုံကအပြစ်ဖွယ်ရတဲ့ခွင်လို့ပါတယ်မေမင်းသားစိတ်ချမ်းမြေဖို့အတွက်